Hello flying em မရှိဘူးလားလို့မင်းနေလို့ကျွန်တော်ဒီတစ်ခါ flying em လေးရောင်းပေးပါမယ်လူအိမ်တိုင်းတော့ဒီလိုမျိုး flying em တစ်ခုလေးတော့စောင့်ထားဖို့လိုမယ်လို့ကျွန်တော်ထင်တယ်ဒီလိုမျိုး flying em လေးတွေကဒီလိုမျိုးပေါ့နော်ဒီလို gas spool လေးတွေဟုတ်ရောကျွန်တော်ပြပေးမယ်နော်ဒီလို gas spool လေးတွေပေါ်မှာဒီလိုလေးတက်ပြီးတော့သုံးရတာဖြစ်ပါတယ်ဒီလိုမျိုးလေးတက်ပြီးတော့သုံးရတာဖြစ်ပါတယ်သူကဘယ်နေရာတွေမှာသုံးရလဲဆိုတော့ကျွန်တော်တို့ကအသားတွေကင်ပေါ့အသားအောက်ကနေပြီးတော့အသားတွေကင်ထားတယ်အပေါ်ကနေအကျက်ညီဖို့အတွက်ဆိုလို့ရှိရင်အပေါ်ကနေမီးနဲ့ကျွန်တော်တို့ smoke လုပ်ပေးတဲ့နေရာမျိုးတွေမှာသုံးတယ်နောက်တစ်ခုကျတော့ကျွန်တော် cheese တွေပါတွေအရေးဖြော်တဲ့နေရာတွေမှာသုံးတယ်နောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဝက်မွေးတို့ပြီးတော့ကျွန်တော်တို့ဒီအဲ့လိုအဓိကပေါ့နော်အသားတွေပေါ်မှာပါတဲ့အမွေးတွေကိုကျွန်တော်တို့ဒီ cleansing လုပ်ဖို့နေရာတွေမှာသုံးတယ်ဒါလေးက flame gun လေးဖြစ်ပါတယ်ခင်ဗျာမီးထွက်အားအရန်ကောင်းတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့လေ campaign တွေပါဒီမှာဆိုလို့ရှိရင်ကွာမီးသွေးခဲနဲ့တုံးရတဲ့ကျွန်တော်တို့ဒီအကင်လုတ်တဲ့နေရာတွေရှိရမလားအဲ့နေရာတွေမှာကျွန်တော်ဒီ flame gun တွေနဲ့မီးမွှေးရပါတယ်လေကျွန်တော်သုံးတာတွေ့ဘူးတယ်ဒီအားကြောင့်ဒီလိုမျိုးflame gun လေးတွေကကျွန်တော်ဒီမှာ quality ကောင်းတာလေးတွေရှိမယ်ဒါလေးဆိုလို့ရှိရင်လူကြိုက်များပြီးတော့ quality အရန်ကောင်းတယ်တစ်ခါဝယ်ပြီးတော့နှစ်ပေါက်အောင်အကြာကြီးသုံးခံတယ်ကွာသိလားသူကဘာမှလည်းဟိုအချိန်တိုင်းသုံးနေရတဲ့အရာမဟုတ်သူမှတခါတည်း magnet ကပါပြီးသားတခါတည်းဒီထဲမှာကျွန်တော်တို့ gas ကိုအတိုး short လုပ်ပြီးရတယ်တခါတည်း magnet လေးနဲ့လုပ်ပြီးလို့ရှိရင်သူ့ရဲ့အနောက်မှာအတိုး short ဘာလေးရှိမယ်အဲ့လေးကိုအတိုး short လုပ်ပြီးတော့သုံးရုံပဲဒါလေးဆိုအရင်သုံးဝင်တယ်ဒီလိုဟာမျိုးလေးလည်းရှိမယ်နည်းနည်းလေး body ကြီးတာလေးကြိုက်တယ်တခြားတစ်စိတ်လေးလည်းကြိုက်တယ်ဆိုလို့ရှိရင်ဒါလေးရှိမယ်ဒါလေးလည်းအတူတူပဲသူက magnet လေးကိုသွားခဲ့ရှိမှာခလုတ်ကလေးနဲ့သွားတယ်အနောက်မှာကျွန်တော်တို့ short လေးလုပ်လို့ရတဲ့ဟာရှိတယ်နောက်ထပ်ကျွန်တော်တို့နည်းနည်းလေးပို့ပြီးတော့ကောင်းတာဆိုဒီလိုကြေးကောင်းနေနေရှိမယ်ဒီလိုကြေးကောင်းနေရကြတော့သူက magnet မပါဘူးအတိုး short လုပ်ပြီးတော့အရှင်းမှာကျွန်တော်မီးချစ်လေးနဲ့မီးညှိပြီးတော့သုံးရတဲ့ဟာမျိုးသူကတော့အဓိကတော့ဒီကြေးကောင်းဖြစ်တဲ့အတွက်သူ့မှာလည်းဒီလိုဟာမျိုးလေးလည်းပါတဲ့အတွက်ပေါ့နော်သူကကျွန်တော်တို့ဒီဂေးစော်တဲ့နေရာတွေပါတယ်မှာအများဆုံးသုံးတယ်အဓိကကျွန်တော်ရှိမှာဝယ်တာဘယ်သူလူတွေဝယ်လဲဆိုရင်ကားသမားတွေဝယ်တယ်ပြီးတော့နောက်တစ်ခါကျတော့အဲကွန်ပြင်တဲ့ဆရာကြီးတွေဝယ်တယ်သူတို့တွေဒီဟာကိုကြီးဂေးစော်တာပေါ့နော်ဒီလိုမျိုးဟာကိုတပြောင်းကန်းလေးဆိုအဲ့လိုလူတွေဝယ်တာပေါ့နောက်တစ်ခုရှိသေးရဲ့ကြော့ရှိမှာဒီလိုနှစ်ပြောင်းကန်းလည်းရှိရဲ့ဒီနှစ်ပြောင်းကန်းကြတော့လေကျွန်တော်တို့ဒီဘယ်လိုရွှေနဝလီလားရွှေနဝလီသမားတွေဝယ်တယ်သူတို့ရွှေပြန်ကျူတဲ့နေရာမှာသုံးတယ်လို့ပြောတယ်ရွှေပြန်ကျူတဲ့နေရာမှာကျွန်တော်တို့ဒီကနေပြီးတော့ gas နဲ့မီးမှုတ်ပြီးတော့ဘာလုပ်လဲလို့ကျွန်တော်လည်းတခြားတိကျမသိဘူးသူတို့တွေလည်းကျွန်တော်ရှိမှာဝယ်ပါတယ်ဟုတ်ဒါလေးတွေလည်းကျွန်တော်ရှိမှာရှိမယ်เนาะတပြောင်းကန်းလေးတွေရှိမယ်ဒီလိုတပြောင်းကန်းလေးတွေပြီးတော့ဒီလိုနှစ်ပြောင်းကန်းလေးတွေရှိမယ်ပြီးတော့ဒီလိုမျိုးဒီလိုကော်ကန်လေးတွေလည်းကော်နဲ့လုပ်ထားတဲ့ခန်းပေါ့နော်အရှိကတော့သူ steel နောက်ကတော့ကော်ဒါလေးကတော့အိမ်သုံးလေးတွေပေါ့အိမ်သုံးလေးဆိုပေါ့ပါလေးဒါလေးကလုပ်ငန်းသုံးလေးတွေပေါ့အဲ့လိုမျိုးလေးကွာပါတယ်ခင်ဗျာဒါလေးတွေရှိမယ်ကျွန်တော်ရှိမှာလိုချင်တယ်ဆိုလို့ရှိရင်ဖုန်းဆက်ပြီးတော့လည်းမှာယူနိုင်တယ် TikTok ချက်ပါအောင် Facebook Messenger Viber ကနေလည်းဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ကျွန်တော်ရန်ကုန်မြို့လေးဆိုအိမ်ရောက်ငွေချေနဲ့ပို့ပေးမယ်နော်ကျွန်တော်တခြားမြို့နယ်ဆိုလို့ရှိရင်တော့ကားဂိတ်တို့ဒလီတို့အပ်ပေးပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါရွှေလာပါခင်ဗျာ